ကြားတဲ့ကြီးကသူ့ကိုလေးချင်းကိုတက်ဖက်ကိုရွှေ့လိုက်ပြီးပေါက်ကွဲထွက်လာတယ်လို့မျိုးတခြားတဲနဲ့အမိယာခုံအုပ်လိုက်ပါတယ်အင်ပါလာဆက်ကလေးဟာညက်ထဲမှာမိသွားတယ်လို့မျိုးမလူနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်တအုပ်စုလုံးထိတ်လန့်တုန်လှုပ်သွားကြပြီးဖုံမုံတွေကြားထဲမှာပျောက်ကွဲသွားတဲ့အထိထွက်ပြေးသွားကြပါတယ်ဒီကြားတဲ့ထီကြီးဟာအင်အားအပြည့်နဲ့လှုပ်ရှားနေတာပါသူဟာသူ့ကိုအလေးချင်းကိုအားပြုပြီးအသက်ရှူဖို့ရုန်းကန်နေရတဲ့အင်ပါလာလေးကိုအစွမ်းကုန်ဖိထားလိုက်ပါတယ်အဲ့ဒီအချိန်မှာကြောက်လန့်တကြားချစ်နေတဲ့အုပ်စုကြီးကတော့ဖုံတော်ထဲမှာယုံရင်းဆန်ခတ်ထွက်ပြေးသွားကြပြီးသူတို့အဖော်ကိုတော့တားရဲလက်ထဲမှာပစ်ထားထည့်ကြပါတယ်သူဟာအသေးကောင်ကိုထားခဲ့ပြီးတစ်ပင်ထက်ကဘေးကင်းရာစီကိုပျောက်ကွဲသွားခဲ့ပါတယ်အမြင်မှာနားနေလေဒီကြားတဲ့ကြီးကိုအခုဆိုရင်ဘသူမှမထီနိုင်တော့ပါဘူးသူအသက်ကိုတော့ကားကွယ်နိုင်ခဲ့ပေမဲ့ဝမ်ဘိုက်ကတော့စားလောင်နေတော့ပါပဲနေမင်းကြီးဟာမညာမတာပူဖင်းတဲ့မျက်လုံးကြီးတစ်လုံးလိုဖြစ်လာခဲ့ပါတယ်ဒီကြားတဲ့ကြီးရဲ့နိုင်ရိုးတွေဟာသူ့ရဲ့ကြာရှုမှုအကြောင်းကိုဖော်ပြနေတယ်လို့မျိုးအထင်သာပေါ်လာပါတော့တယ်သူဟာတက်ကိုင်းပေါ်မှာသူ့ရဲ့အနေထားကိုပြင်လိုက်ပါတယ်သူဟာအကောင်းဆုံးအချိန်အခါနဲ့တီးကြတဲ့အခိုက်အတန့်ကိုစောင့်ဆိုင်နေတာပါသူဟာကောင်းကင်ပေါ်ကနေကြားလာတယ်လို့မျိုးခုန်ဆင်းလိုက်ပြီးဖုံမုံတွေကြားထဲမှာတားကောင်းနဲ့လုံထွေးသွားခဲ့ပါတယ်တော်ဝလီရဲ့အော်တန်ဟာတိတ်ဆိတ်မှုကိုဖြိုးခွင်းပြီးစူးစူးဝါးဝါထပ်ပေါ်လာပါတယ်ကြားသူကြီးကတော့လုံးမလွတ်မပေးပဲအမိယာဖမ်းထားလိုက်ပါတယ်ဒါဟာရှင်တန်လိုစိတ်ကိုစမ်းတန်နေတဲ့ပြင်းထန်တဲ့တိုက်ပွဲတစ်ခုပါပဲနောက်ဆုံးမှာတော့တော်ဝလီဟာငြိမ်သက်သွားခဲ့ပါပြီဒီကြားသူကြီးဟာတစေတကောင်လိုပဲစူးပင်တွေကြားတဲ့ကိုနောက်တစ်ချိန်ပြန်လဲဆုတ်ခွာသွားခဲ့ပါတယ်သူဟာနောက်ထပ်ဆွန့်စားမှုတစ်ခုအတွက်ပြင်ဆင်လေပြန်ပါတယ်အခုတခါမှတော့ပိုးပြီးစိန်ခေါ်မှုကြီးမားတဲ့ဝီလ်ဒီဘီစ်လို့ခေါ်တဲ့ဒေါ်နွားတွေပဲခဲ့ပါတယ်သူတို့တွေဟာလေးလံပြီးအန်ဒီရဲ့များတဲ့အပြင်မြန်လဲမြင်ကြပါတယ်သူဟာနွားနာကြီးတစ်ကောင်ကိုခုံအုပ်လိုက်ပြီးမှကိုအလေးချင်းကအတော်လေးကွာခြားနေခဲ့ပါတယ်သူဟာမြေကြီးပေါ်ကိုလွင့်ဆင်းသွားခဲ့ပြီးသူ့ရဲ့ဂုံတိခါလည်းထိခိုက်ခွာခဲ့ရပါတယ်သူဟာအမြင်ပြန်ထားပြီးအသက်ရှူရာခက်ခဲနေတဲ့ကြားကပဲဒီမိခိုးရောင်တတဝါကြီးနောက်ကိုလိုက်ပါတော့တယ်နောက်တစ်ချိန်ခုံအုပ်ပြီးထပ်ဖမ်းပြန်ပြီးမယ်ဒီတော်နွားကြီးရဲ့အရှင်ကတော့အင်မတန်ပြင်းထန်နေပါတယ်ကြားတဲ့ကြီးဟာသူ့ရဲ့ချုပ်ခိုင်းမှုကိုလက်လွတ်လိုက်ရပါတယ်အုပ်စုကြီးဟာမိဟဲမတတ်ပြေးထွက်သွားကြပြီးကြာရှူးမှုရဲ့အရေးအယောင်တွေပဲကြံ့ရစ်ခဲ့ပါတယ်သူ့ရဲ့ခွန်အားတွေကုန်ခန်းသွားခဲ့ပါပြီ